ကျွန်တော်ခဏပြောတေရှင်းနေပါပြီလား the book of death တေတဲ့စာအုပ်တေချင်းရဲ့စာအုပ်တေချင်းရဲ့စာအုပ်ဆိုတဲ့ဟာဒီထဲမှာကျွန်တော်တို့ဖတ်တဲ့အခါမှာ NLT English စာ NLT မှာဖတ်လိုက်ဒီထဲမှာ the book of death ကျွန်တော်မြင်တွေ့ရမှာဒီဟာကတေချင်းရဲ့စာအုပ်လို့ခေါ်တာဖြစ်တယ်ဒီထဲမှာတေချင်းရဲ့စာအုပ်အောင်တော့ဘောလားဟုတ်ကဲ့တင်းတော့ဘောဘောလားကျွန်တော်ရှိရတာဟုတ်ပါလေဆိုတော့ကျွန်တော်တခုတည်တာပေါ့ဒီကတူနတ်ဆိုကတော့က monitoring spirit ပေါ့ English က monitoring ဆိုတာကဘယ်လိုဖြစ်လဲလူတယောက်ပုံမှာအမေဒန်ဟို remote လို့လေအုပ်ချုပ်တဲ့ထိန်းချုပ်မဲ့နတ်ဆိုလုံးဝတော့မဲ့နတ်ဆို monitoring သူကမအုပ်ချုပ်ဒီလူတယောက်ငါရအောင်အုပ်ချုပ်မယ်ရအောင်ထိန်းသိမ်းမယ်ရအောင်သူ့ပုံမှာငါဘာဖြစ်လဲကိုင်မယ်ဆိုတဲ့အရာကို monitoring spirit monitoring နတ်ဆိုဆိုဒီကတူနတ်ဆိုကသူကဘာဖြစ်လဲဆိုကျွန်တော်တို့တည်တာပေါ့ကသူက monitoring နတ်ဆိုဖြစ်တယ်နော်လုံးဝတဲ့နတ်ဆိုပေါ်ထားပါတော့ထိန်းချုပ်တဲ့ထိန်းချုပ်တဲ့နတ်ဆိုပြီးရင်သူက monitoring nation English ကဆိုနိုင်ငံတွေကိုသူကဘာဖြစ်ထိန်းချုပ်မှာနိုင်ငံတွေကိုသူကအုပ်ချုပ်မှာအောင်ဘောဘောချမ်းနော်ဟုတ်ပါလေဆိုတော့အဲ့ဒါကြောင့်ဒီဘာဖြစ်လဲဒီကတူနတ်ဆိုကဣသရေလလူမျိုးတွေဘာဖြစ်လဲဆက်တိုက် consistent ပုံမှန်အမေတမ်းဘာဖြစ်လဲလိုက်နေတာမရအောင်လိုက်နေတာမရအောင်ထိန်းချုပ်မယ်ဒီဣသရေလလူမျိုးတွေအဲ့ဒါကတူတွေကဘာဖြစ်လဲဣသရေလမျိုးရောက်အောင်ချုပ်တာရောက်ထိန်းနေတာရောက်ကြုံခတ်စေတာရောက်ထိန်းသိမ်းထားတာတို့အားလုံးဘောလားဆိုတော့ဒီကျွန်တော်တခုတည်ထားဖို့ကဒီ monitoring spirit ဆိုတာကခမရတို့ရဲ့ဖုန်းနဲ့ monitoring spirit ဖြစ်နေတယ်ဖုန်းတော့ပြီးခမရတို့ရဲ့ TV လဲဘာဖြစ်လဲပြီးကွန်ပျူတာလဲ monitoring spirit ဖြစ်မှာဒါပေမဲ့ကိုကမသိဘူးဖုန်းကြည့်တယ်လေဆွဲလန်းလေဆွဲလန်းလေနောက်ဆုံးစာတငါဟာဒီကြောက်ကဒီဖုန်းကြိုက်တယ်ဆိုတော့အဲ့ချိန်မှာသူကတခါလဲနေရာယူပြီးမှတခါလဲ monitor သူအုပ်ချုပ်လိုက်မှာထင်းချုပ်လိုက်မှာဆိုတော့ TikTok ကြည့်လေဘာဖြစ်လဲနောက်ဆုံး TikTok ထဲမှာဝုန်းဆွဲလိုက်မှာဟိုဘာသာတော့အခုအဲ့ဒါကြောင့်အခုခေတ်ကကွန်ပျူတာလေးဘယ်လောက်အဆင်မြင့်သွားလဲတင်းရဲ့ကွန်ပျူတာထဲမှာတခုရိုက်ချလိုက်ကိုကထားပြီးတော့ဟမ်ဘာကာစားရှင်တယ်စိတ်ပဲရှိတယ်နော်စိတ်ပဲရှိတော့ကိုကဖုန်းပြပြရတယ်ဖုန်းမရတယ်ကြည့်လိုက် live ပုံမှာအခုအစားတော့တဲ့ပတ်သက်မှလဲလာတဲ့ဟိုမှာလူဒီမမတွေရှိမှာပေါ့ဆိုတော့လဲလာတဲ့အခါမှာဘာဖြစ်လဲကိုရဲ့စိတ်ပဲရှိတယ်နော်တနားရီတော့အင်ပြန်လာပြီးဖုန်းကိုကြည့်လိုက်သူ့ရဲ့ဖုန်းထဲမှာဖြစ်လာအစားအစာနဲ့ပတ်သက်ပြီးမှတခါလေးပေါ်လာမှာပါလို့လေဒီလားဒါ monitoring spirit လို့ခေါ်တာဒီအကူတူနတ်ဆိုစီကတယ်လီမှာလောက်စားပေးတယ်ထိန်းချုပ်ပေးတဲ့နတ်ဆိုတယ်လီမှာငါတို့ထိန်းချုပ်လာမှာအားလုံးပေါ့ကြရလားဟုတ်ပါလေ